မျိုးစိကင်ချင်မှကြိုးလိုက်ပါတယ်ဗီဒီယိုလေးကိုမကြည့်ခင်တိုင်းရဖော်လို့နဲ့ဆက်ခရိုက်လေးလုပ်ပေးတော့ကြပါအောင်နော်ဒီနေ့ကတော့မုံလောင်းကင်ချီလုံးလေးတွေကိုဝေမျှပေးတော့ပါမယ်နော်ပထမဆုံးမုံလောင်းလေးတွေကိုရေးစင်းတက်ဆင်ပြီးတော့ကိုလိုချင်တဲ့အနေထားလေးအောင်ဖြတ်ပေးထားပါမယ်နော်ပြီးရင်တော့မုံလောင်းလေးကိုစားနေငယ်တစားနေငယ်နဲ့ရောပြီးတော့တမအောင်ဝင်မယ်ရောနေမယ်ရောနေပြီးရင်တော့နိုင်ဝက်ခန့်ကြအောင်တိတ်ထားပြီးတိတ်ထားပြရပါမယ်နော်ဒီနေရာမှာတော့တယောက်နဲ့တယောက်လုံးလေးတွေတော့အနေငယ်ခွဲပြားမှုဖြစ်ပါတယ်နော်နိုင်ဝက်ခန့်ကြအောင်မုံလောင်းလေးတွေကိုတိတ်ပြီးတော့မုံလောင်းလေးကစစ်ထားတော့လည်းစားရည်လေးကိုပြန်ပြီးတော့တုံးပြရပါမယ်နော်စားရည်လေးတွေကိုဆင်အောင်တုံးပြီးတော့တုံးပြီးအခါမှာတော့မုံလောင်းလေးတွေကိုရှင်းနဲ့ပြောင်းအောင်ဆေးပြရပါမယ်ဒီလေးနဲ့တေချာဆေးပြရပါမယ်တေချာပြောင်းဆင်အောင်ဆေးပြတဲ့အချိန်မှာတော့မုံလောင်းလေးတွေကိုရှေ့စစ်တော့အောင်15မိနစ်ခန့်ကြာအောင်စစ်ထားပြရပါမယ်ဒါလေးကတော့ကင်ချီအသက်ပါပဲနော်ကင်ချီအနှစ်လေးပါကင်ချီအနှစ်လေးကိုတက်တော့မိတ်မုံလောင်းကလေးနဲ့ရောတမအောင်ရင်းနေရပါမယ်နေပြီးအခါမှာတော့မုံလောင်းကင်ချီလို့ဖို့အတွက်မုံလောင်းနဲ့အတူတူပြောပြီးတော့နေပြရပါမယ်ဒီညမှာတော့အဆက်တက်တဲ့အတွက်ကျွန်တော်တို့အဆက်တက်တဲ့အတွက်အရင်ကမှမဖြစ်ခဲ့ပါဘူးနော်ရောတမအောင်ဖြည်းဖြည်းချင်းနေတော့ပါမယ်နေပြီးတဲ့အချိန်မှာတော့မုံလောင်းကင်ချီလေးကိုရပါတယ်နော်နောက်ဆုံး9မိနစ်ဖြစ်မယ်ပြီးရင်တော့ဘုတ်ထဲနဲ့ဒီလေးကိုပေးချင်ပြီးဖိသိပြီးတော့ထည့်ပေးမယ်နော်ဒီမကုန်းအောင်လို့ပေါ့နော်ဒီမကုန်းအောင်ပေးချင်ပြီးဖိထည့်ပေးမယ်နော်မုံလောင်းကင်ချီလေးရပါပါမယ်နော်တိတ်ပြီးရင်တော့တညတော့မဟုတ်2ညကြာအောင်ထားပြရမယ်နော်ထားပြီးတော့နောက်နေ့ဆိုရင်ကင်ချီလေးကိုရေးဆက်ပြရပါမယ်နော်မုံလောင်းကင်ချီကတော့အနည်းဆုံးတရက်က2ရက်ထားရင်တော့ပို့ပြီးတော့ကောင်းပါတယ်အချိန်ကြိုက်တဲ့သူပေါ့နော်မုံလောင်းကတရက်ထဲနဲ့တော့မနဲ့တက်ဘူးပေါ့နော်အဲဒါကြောင့်2ရက်လောက်ထားပြရမယ်ကဲရေးစီကြမယ်ရှင်ဆိုရင်တော့ကြွရပြီးတော့နေရတာနဲ့ပြည်စုံနဲ့ချုပ်ချင်းနဲ့ဆက်ရတာအားလုံးဆုံးထိမိနေတဲ့မုံလောင်းကင်ချီလေးကိုရတော့ပါရင်နော်အားလုံးရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မုံလောင်းကင်ချီလေးကိုလှူစားကြည့်ကြရအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကို